ဒီနေ့ထက်တဲ့လှုပ်ရှားနေကြ protein pancake လှုပ်ရှားနေကိုဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်။အုံမေး40 gram ထည့်တယ်၊ကျုပ်တစ်လုံးထည့်တယ်။ပြီးတော့ကျုပ်အကာတီးသားပေါ့နော်200 gram ထည့်ပြီးတော့ရက်ကဒါကိုရောမှုလိုက်ပါမယ်။ပြီးရင်အချိုအရသာအနေနဲ့တော့ငပြောသီးထည့်ပါမယ်။ငပြောသီးတစ်လုံးပေါ့နော်။တီမွေးငပြောသီးတစ်လုံးထည့်ပြီးတော့ဒါကိုမှုလိုက်ပါမယ်။တကယ်လို့မှုလို့နှံ့သွားပြီဆိုရင်တော့ဒါတဲ့ကိုမိပူအောင်စောင့်ပြီးလို့ဆိုရင်မိဖို့ထဲမှာထည့်ပြီးတော့တည်လို့ရပါပြီတကယ်လို့ကိုကအဲ့လိုမကတ်စီခြင်းဆိုရင်စီလေးနည်းနည်းလေးဖြန်းနိုင်ရပါတယ်အဲ့စီလေးနည်းနည်းလေးဖြန်းရတယ်ပေါ့နော်တန်လေးစီလေးထပ်ထပ်ထည့်ထားတာပါဒါဆိုရင်ထက်က2ခုစာရတယ်ပေါ့နော်ဒီ2ခုဆိုရင်ထက် coffee တစ်ခွက်နဲ့မနက်စာထက်အတွက် bite ပြည့်ပေါ့နော်အဲ့တော့ဒါထက်ရဲ့ပုံမှန်လှုပ်ရှားနေကြprotein pancake လုပ်နေလို့ဖြစ်ပါတယ်အလွယ်နည်းပေါ့နော်အဲ့တော့ breakfast တော့ protein များများပါအောင်လို့စားချင်တဲ့သူတွေအတွက်ဒီနည်းလမ်းလေးကအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးတွေမှာဗာလေးတွေထပ်လာအောင်မလဲဆိုတာကိုသိချင်တယ်ဆိုရင်ထထရဲ့ Facebook account လေးတွေ social media account လေးတွေကို follow လုပ်ထားဖို့မမေ့နဲ့နော်တတာ Okay ဒီမှာဒါထထရဲ့ breakfast ပေါ့နော်ကြက်ဥလေးနဲ့ဆိုတော့လေကျုံနဲ့ရမွေးတယ်ပြီးတော့ထထကကျတော့ဒီမှာအကာပေါ့နော်ကျုပ်အကာတီးတောင်ဝယ်လို့ရတဲ့အတွက်ကြောင့်မလို့ဆက်ကသဘောကျတော့ကျုပ်တွေကိုအဲ့လိုမျိုးခွဲပြီးတော့အကာခွဲစရာမလိုတော့ပေါ့နော်အဲကျုပ်အကာရဲ့ကျုပ်အနှစ်ကိုကျုပ်တစ်လုံးလုံးရဲ့ပေါ့နော်ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ဆိုလို့ရှိရင်ဒါအုံမေးရဲ့ငပြောသီးရဲ့ပေါ့နော်အဲ့လိုမျိုးရောလိုက်ရင်ရပါပေါ့နော်ဒီငပြောသီးက blend လုပ်လို့ရှိရင်တော့မချိုတော့ဘူးတိတ်ပြီးမချိုတော့ဘူးချိုရဲရတာမရှိတော့ဘူးအကုန် blend ဖြစ်သွားလို့ဒီလိုမျိုးအဲ့လိုပပလီးထားတဲ့ဟာပို့ချိုတယ်နောက်တော့ဆိုโอเคအားလုံးမစားလိုက်ပါအောင်မယ်